အညာဒေသမှာစစ်ကောင်စီတပ်ရဲ့စစ်ကြောင်းတွေကိုတော်လှန်ရေးတပ်တွေကစစ်ကြောင်းပြုတ်အောင်စစ်ကြောင်းပြတ်အောင်တိုက်ခိုက်နိုင်တဲ့အထိတိုက်စွမ်းရည်ထက်မြက်လာတဲ့အကြောင်းဒီတစ်ပတ်မှာပြောပြပါမယ်။မန္တလေးတိုင်းနထိုးကြီးမြို့နယ်ဝလူရဲစခန်းကနေထွက်လာတဲ့တမ101လက်အောက်ခံအင်အား200ခန့်ပါတဲ့စစ်ကြောင်းကို PDF တပ်ပေါင်းစုကမတ်လ9ရက်မနက်မှာတိုက်ခိုက်ခဲ့ပါတယ်။ဝလူရဲစခန်းကနထိုးကြီးမြို့နယ်ရဲ့မြောက်ဘက်အချမ်းမှာရှိပြီးမန္တလေးမြင်းချံရထားလမ်းပိုင်းဘေးမှာရှိတာပါ။စစ်တပ်အရာရှိတွေဦးဆောင်လာတဲ့အဲ့ဒီစစ်ကြောင်းကနထိုးကြီးမြို့ရဲ့အရှိမြောက်ဘက်မှာရှိတဲ့ကျေးရွာတွေကိုလှည့်ပတ်စစ်ကြောင်းထိုးပြီးတဲ့နောက်ကြရင်ဘိုးရွာနာရောက်တဲ့အခါမှာဒေသရင်းကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့မြင်းကျန်ခရိုင်တပ်ရင်4တပ်ရင်10နထိုးကြီးမြို့နယ်ပကဖနဲ့မဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေကကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ပါတယ်။တပ်ပွဲကမတ်လရဲ့ပူပြင်းတဲ့နေရောင်အောက်မှာအညာကတောင်ရခင်းတွေထမ်းပင်တွေအောက်မှာမနက်9နာရီခွဲကနေညနေ4နာရီအထိတနေကုန်အပြင်းထန်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ထူးခြားတာကအဲ့ဒီတိုက်ပွဲမှာအညာသား PDF တွေရဲ့စစ်တိုက်စွမ်းရည်ကိုပြသနိုင်ခဲ့ခြင်းပါပဲ။စစ်ကောင်စီတပ်ဘက်ကအယောက်40ကျော်သေဆုံးပြီးတော့15ယောက်ဒဏ်ရာရခဲ့တယ်လို့စစ်တုံးပန်းအဖြစ်14ယောက်ကို PDF တွေကဖမ်းဆီးနိုင်ခဲ့ပါတယ်။စစ်တုံးပန်းတွေထဲမှာဗိုလ်မှူးဝင်းလိုက်ဦးနဲ့ဗိုလ်ကြီးအောင်ကိုကိုတို့ပါဝင်ပါတယ်။တိုက်ပွဲပြင်းထန်တဲ့အတွက်စစ်တပ်ဟာမိထီလာနဲ့တတဦးကဂျက်တိုက်လေရင်နဲ့လေကြောင်းပစ်ကူပေးခဲ့တာကြောင့် PDF နဲ့ပကဖရဲဘော်3ယောက်အသက်ဆုံးရှုံးခဲ့ပြီးရဲဘော်တချို့ဒဏ်ရာရခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲတွင်ထူးခြားတာကစစ်တပ်စစ်ကြောင်းဟာသေဆုံးဒဏ်ရာရထွက်ပြေးသူတွေဖမ်းခံရသူတွေနဲ့စစ်ကြောင်းပြတ်သွားတဲ့အချိန်ဖမ်းခံထားရတဲ့စစ်သား14ယောက်ကိုပါစစ်ကောင်စီဟာလေကြောင်းကနေလိုက်တိုက်ခိုက်ပြီးနှုတ်ပိတ်ဖို့ကြိုးစားခဲ့တယ်လို့မြင်းချံခရိုင်တပ်ရင်း10တာဝန်ရှိသူကပြောတာပါပဲစစ်တုံးပန်းတွေထဲမှာဗိုလ်မှူးဝင်းလိုက်ဦးနဲ့ဗိုလ်ကြီးအောင်ကိုကိုတို့ပါဝင်ပေမဲ့စစ်တပ်လေကြောင်းဟာစစ်တုံးပန်းတွေကိုဖမ်းခေါ်သွားတဲ့ဘက်စစ်တုံးပန်းတွေထားတဲ့နေရာတဲ့တဲ့ကိုတိုက်ခိုက်ခဲ့တာပါဒါကြောင့်စစ်တုံးပန်းတချို့လေကြောင်းတိုက်ခိုက်ခံရပြီးသေဆုံးတာတွေလည်းရှိခဲ့ပါတယ်အင်အား200ပါတဲ့အဲ့ဒီစစ်ကြောင်းကိုတော့ဗျူဟာမှူးဇေယျအောင်ကဦးဆောင်ခဲ့တာပါစစ်ကြောင်းထဲမှာတပ်သားတွေဟာတပ်ရင်တစ်ခုတည်းကမဟုတ်ပဲနောက်ထပ်တပ်တွေကနေစုပေါင်းထားတဲ့တပ်ဖြစ်တယ်လို့စစ်မတိုက်ဘူးတဲ့ရဲတွေနဲ့ပြည်သူစစ်30ကျော်လဲပါတယ်လို့မြင်းချံခရိုင်တပ်ရင်10တာဝန်ရှိသူကဆိုပါတယ်စစ်ကောင်စီတပ်စီကနေလက်နက်မျိုးစုံ44လက်နဲ့လက်နက်ကြီးကြီးတွေစစ်သုံးပစ္စည်းတွေအများပြသိမ်းဆည်းရရှိခဲ့တယ်လို့နထိုးကြီး PDF ခေါ်မြင်းချံခရိုင်တပ်ရင်4တပ်ရင်10ကထုတ်ပြန်ထားပါတယ်မြင်းချံခရိုင်ထဲမှာစစ်ကြောင်းတကြောင်လုံးပြတ်အောင် PDF တွေကအခုလိုတိုက်ခိုက်နိုင်ခဲ့တာဒါပထမဆုံးဖြစ်ပါတယ်စစ်ကြောင်းပြတ်အောင် PDF တွေကလက်စွမ်းပြပြီးတဲ့နောက်ပိုင်းနထိုးကြီး PDF စီကိုစစ်ကောင်စီတပ်သားတွေဆက်သွဲပြီးအလင်းဝင်လာတာပိုများလာပါတယ်မန္တလေးတိုင်းဟာຫນွေဦးတော်လှန်ရေးအစောပိုင်းမှာတော်လှန်ရေးအောင်မကောင်းပေမဲ့နထိုးကြီး PDF ကတော့အစောပိုင်းကတည်းကစစ်တပ်ကိုအကြိမ်ကြိမ်အထိနာအောင်တိုက်ခိုက်နိုင်ခဲ့ပါတယ်2024ဒီဇင်ဘာ23ရက်နေ့ကဆိုရင်ရန်ကုန်မန္တလေးအမြန်လမ်းမိုင်တိုင်318မှာခရီးသွားကားတွေကိုတားပြီးလမ်းလုံခြုံရေးလုပ်ခဲ့တယ်လို့မကြခင်ကာလမှာအမြန်လမ်းပေါ်စစ်စင်ရေးအရှိန်မြင့်မှာဖြစ်လို့မလိုအပ်ရင်ခရီးမသွားဖို့ကားမှန်ချမောင်းဖို့ညဘက်ခရီးမသွားဖို့တိုက်ပွဲဖြစ်နေရင်ကားတွေရထားဖို့စတဲ့ဆောင်ရန်ရှောင်ရန်တွေကိုလည်းခရီးသွားတွေကိုပညာပေးခဲ့ပါသေးတယ်စစ်ကောင်စီကိုစစ်ကြောင်းပြတ်အောင်တိုက်ခိုက်ပြီး10ရက်အကြာမှာအမြန်လမ်းမိုင်တိုင်308နဲ့309ကြားရဲတွေရဲ့ကား3စီးကိုမြင်းချက်ခရိုင်တပ်ရင်4 10နဲ့မြစ်သားပကဖာတို့ကအနီးကပ်တိုက်ခိုက်ခဲ့ပြန်ပါတယ်အဲ့ဒီတိုက်ခိုက်မှုမှာအနည်းဆုံးရဲ9ဦးသေဆုံးခဲ့တယ်လို့ထုတ်ပြန်ပါတယ်စစ်ကောင်စီဝါဒဖြန့် Telegram Channel တွေကတော့အမြန်လန်းရဲမှုကြီးရင်တန်းတိုက်ခိုက်ခံရတာကိုအတည်ပြုပေမဲ့ရင်တန်းလုံခြုံရေးရဲတွေကပြန်ခုခံတိုက်ခိုက်နိုင်ခဲ့တဲ့အတွက်ထိခိုက်သေဆုံးမှုမရှိဘူးလို့ဝါဒဖြန့်ခဲ့ပါတယ်နထိုးကြီးမြို့နယ်ကနေကားနဲ့သွားရင်2နာရီလောက်ပဲသွားရတဲ့ငတယောက်မြို့နားမှာလဲမတ်လ14ရက်နေ့ကစစ်တပ်ဟာစစ်ကြောင်းပြုတ်သွားအောင်တိုက်ခိုက်ခံရပြန်ပါတယ်တမ88လက်အောက်ခံညောင်ဦးမြို့အခြေစိုက်ချင်းမြန်တပ်ရင်ခမရ415ဟာစစ်ကြောင်း2ကြောင်းနဲ့ငတယောက်မြို့နာကိုခွဲပြီးစစ်ကြောင်းထုတ်ခဲ့ပါတယ်ငတယောက်အရှိတ်ဘတ်ချမ်းဒေသဝင်လာတဲ့အင်အား80ခန့်ပါတဲ့စစ်ကြောင်းကိုမတ်လ14ရက်နေ့မှာတော်လှန်ရေးပူးပေါင်းတပ်တွေကစစ်ကြောင်းပြုတ်အောင်တိုက်ခိုက်နိုင်ခဲ့တယ်လို့ညောင်ဦးပကဖတာဝန်ရှိသူက People Spring ကိုပြောပါတယ်စစ်ကောင်စီတပ်ဘက်ကထိခိုက်သိမ်းဆုံးသူများပြခဲ့ပြီးဖရဲသီးသတင်းပေးချက်အရသိမ်းဆုံးသူအယောက်80ကျော်ရှိတယ်လို့ညောင်ဦးပကဖကဆိုပါတယ်စစ်ကောင်စီတပ်သိမ်းဆုံးထိခိုက်အခြေအနေနဲ့ပတ်သက်လို့ People Spring ကတော့တိကျအတိမပြုနိုင်ပါဘူးအဲ့ဒီစစ်ကြောင်းရဲ့စစ်ကြောင်းမူဗိုလ်ကြီးလှဝင်းနိုင်ဆိုသူသိမ်းဆုံးခဲ့တယ်လို့တိုက်ပွဲအစပိုင်းမှာပဲစစ်ကြောင်းမူကျသွားတာကြောင့်လဲတော်လှန်ရေးတပ်ဖွဲ့ဘက်ကအဓိကအားသာခဲ့တာလို့ညောင်ဦးပကဖတာဝန်ရှိသူကသုံးသပ်ပါတယ်
ပြီးတော့တိုက်ခိုက်ခံရတဲ့စစ်ကြောင်းထဲမှာညောင်ဦးမြို့နယ်ကနေခေါ်ယူစုဆောင်းထားတဲ့စစ်မှုထမ်းတပ်သားတွေနဲ့ပြူစောထီတွေအများပြားပါဝင်တယ်လို့သိရတာပါတိုက်ပွဲဖြစ်တဲ့နေ့ကလေရင်လာပေမဲ့လေကြောင်းတိုက်ခိုက်ခဲ့တာတော့မရှိဘူးလို့ဆိုပါတယ်ဒါပေမဲ့တိုက်ပွဲအတွင်းအထိနာတဲ့စစ်ကောင်စီတပ်ကတပ်အင်အားဖြည့်တင်းပြီးစစ်ကြောင်းထိုးတာဆက်လက်ပြုလုပ်နိုင်ခြင်းရှိတယ်လို့ညောင်ဦးပကဖကခန့်မှန်းပါတယ်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ပကံညောင်ဦးဒေသမှာစစ်ကောင်စီတပ်ရဲ့စစ်ကြောင်းတစ်ခုလုံးပြုတ်အောင်တိုက်ခိုက်ခဲ့တာပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်ငတရောက်တိုက်ပွဲကိုညောင်ဦးမြို့နယ်ပကဖလို့ခေါ်တဲ့ပကံပြည်ဘလူးတပ် Burmese Guerrilla Force BGF တောင်တာပကဖ Scorpion People Defense Force ညောင်ဦးခရိုင်တပ်ရင်းကမြင်းကျန်ခရိုင်တပ်ရင်း3တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်အဲ့ဒီတိုက်ပွဲအတွင်းပကံပြည်ဘလူးတပ်ကရဲဘော်တအူးကြဆုံးခဲ့ပြီး BGF ကလည်းရဲဘော်တအူးဒဏ်ရာရခဲ့ပါတယ်ဒီမတ်လအတွင်းမှာပဲစစ်တပ်စစ်ကြောင်းတွေအညာမှာစစ်ကြောင်းပြုတ်အောင်စစ်ကြောင်းပြတ်အောင်တိုက်ခိုက်ခံရတာကနထိုးကြီးနဲ့ငတရောက်မြို့နယ်တင်မကသေးပါဘူးစကိုင်းတိုင်းကအင်းတော်နဲ့ကတာမြို့ကြားမှာလည်းရှိခဲ့ပါတယ်အင်းတော်မြို့သိမ်းတိုက်ပွဲကိုစစ်ကူပေးဖို့ကတာမြို့ခမရ309ကနေထွက်လာတဲ့စစ်ကြောင်းအင်းတော်ကတာလန်တနေရာမှာမတ်လ15ရက်နေ့ကတော်လှန်ရေးတပ်တွေဂျားဖြတ်တိုက်ခိုက်ရမှာစစ်ကြောင်းပြတ်သွားခဲ့တာပါအင်းတော်မြို့သိမ်းတိုက်ပွဲကိုတော်လှန်ရေးတပ်တွေက2024ဩဂတ်16ရက်နေ့ကစလို့တိုက်လိုက်နားလိုက်နဲ့မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီးစစ်တပ်ကတော့ဂျပန်လှိုင်ကူကုန်းမှာခန်းစစ်အခိုင်အမာတိစောက်ခုခံနေတာဖြစ်ပါတယ်အင်းတော်ကိုစစ်ကူသွားဖို့ဗိုလ်မှူးလင်းထက်ဦးစီးတဲ့ခမရ106ခမရ309ခလာရ6ပူပေါင်းအင်အား150ဝန်းကျင်ပါတဲ့စစ်ကြောင်းတော်လှန်ရေးတပ်တွေကတိုက်ခိုက်တာကြောင့်33ယောက်သေဆုံးပြီး10ယောက်ဒဏ်ရာရတဲ့အပြင်31ယောက်ကိုဖမ်းမိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနအမှတ်1စစ်ဒေသကသတင်းထုတ်ပြန်ပါတယ်။အဲဒီစစ်ကြောင်းကို KIA, KPDF ကတာခရိုင်တပ်ရင်တစ်မိုးတားတိုက်နယ်ပကဖနဲ့ကတာမြို့နယ်ပကဖပူးပေါင်းအဖွဲ့ကတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော်လှန်ရေးတပ်တွေကလက်နက်မျိုးစုံ54လက်နဲ့ခဲယမ်းအတော်များများကိုသိမ်းဆည်းရရှိခဲ့ပါတယ်။ဒါပေမဲ့တိုက်ပွဲအတွင်းမှာကာကွယ်ရေးရဲဘော်2ဦးလည်းကြာဆုံးခဲ့ရတာပါ။ဒီတိုက်ပွဲတွေမှာတူညီတာကစစ်ကောင်စီတပ်ဟာစစ်မှုမထမ်းမနေရဥပဒေနဲ့စုဆောင်းထားတဲ့တင်နန်းစင်တပ်သားတွေကိုခေါ်လာပြီးရှေ့ကတိုက်ခိုင်းပေမဲ့တိုက်ပွဲမှာကြာသွားရင်တော့အလောင်းတောင်မကောက်တော့ပဲပစ်ထားတာစစ်သားတွေကတိုက်ရိုက်ခတ်ရင်ညံ့ပြင်းတာစတာတွေဖြစ်တယ်လို့ PDF တချို့ပြောပါတယ်။ဒါကြောင့်စစ်မှုထမ်းဥပဒေနဲ့တပ်ထဲရောက်သွားပြီးရှေ့တန်းပါသွားရင်တိုက်ပွဲမှာတေးဖို့များတဲ့အတွက်စစ်သားတွေအစုမခံရအောင်လုပ်ကြဖို့ PDF တချို့ကပြောပါတယ်။မြင်းချံခရိုင်ညောင်ဦးခရိုင်က PDF တွေတော်လှန်ရေးရဲဘော်တွေကတော့လက်နက်ခဲယမ်းနဲ့ကြီးကာစတဲ့စစ်သုံးပစ္စည်းတွေမပြည့်စုံသေးပေမဲ့စစ်ကောင်စီတပ်ကိုအမြင့်ပြတ်အောင်တိုက်ခိုက်ခြင်းတဲ့စိတ်ဓာတ်ကြောင့်အခက်အခဲတွေကိုကြော်လွှားပြီးအခုလိုတိုက်ခိုက်နိုင်တာလို့ပြောပါတယ်။ပြီးတော့စစ်တပ်ရဲ့စစ်ကြောင်းတွေကိုပြုတ်အောင်ပြက်အောင်တိုက်ခိုက်နိုင်တာဟာတော်လှန်ရေးတပ်ဖွဲ့တွေကစီးလုံးညီညွတ်ပြီးတတိကောင်းကောင်းနဲ့ဗျူဟာမြောက်တိုက်ခိုက်နိုင်တာတွေကြောင့်ဖြစ်တယ်လို့ PDF တွေကပြောပါတယ်ရှင်